Hello ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချက်ပေါင်း channel ကနေကျွန်တော်မိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မိုးကလည်းကြောင်နေဆိုကျွန်တော်မြန်လေးသွားမယ်ပေါ့နော်ကျွန်တော်17ရက်4လ2025ကျွန်တော်တို့12နာရီတန်မနေ့ပေါ့နော်12နာရီတော့ကျွန်တော်အပိတ်လေးတော့ကိုကျွန်တော်တွက်ပြမှာဖြစ်တဲ့ကြောင့်ကျွန်တော်မိတ်ဆွေတွေကြိုက်နေတဲ့ဆိုရင်ထိုးလို့ရပါတယ်အဲ့တော့ကျွန်တော်ကတော့20နဲ့ပြတာဖြစ်တဲ့ကြောင့်တခြားတော့ကြည့်လိုက်ပေါ့ဗျာအခုလို653လုံးပေါင်းချင်းတွေကျွန်တော်တို့4ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့434ပေါင်းချင်းတွေလည်း4ဖြစ်ပါတယ်ထပ်မံပြီးတော့ကျွန်တော်တို့က2နဲ့4ပေါ့နော်နည်းနည်းလေးကိုကျွန်တော်တို့ကပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မျိုးရှေ့ရတယ်အဲ့တော့ရှေ့ရတယ်ဆိုတော့ကျွန်တော်တို့ကထပ်ပြီးတော့သွားမယ်နောက်အဲ့လေးလုံးပေါင်း3လုံးပေါင်းချင်းရှေ့ရတာမို့လို့ကျွန်တော်တို့ကအခု936ပေါ့နော်အဲ့လိုပေါင်းတာကလည်း10ဖြစ်ပါတယ်ထပ်မှန်ပြီးတော့ကျွန်တော်တို့ကထိတ်စီကိုတွက်တဲ့ကမှာ642ပေါ့နော်3လုံးပေါင်းချင်းကကျွန်တော်မျိုး900ရတယ်အဲ့ဒီ3လုံးပေါင်းချင်း900တာကဒီနှလုံးပေါင်းချင်းကကျွန်တော်တို့က3ပေါ့နော်အဲ့တော့9ဖြစ်နေတာမို့လို့ကျွန်တော်ကနှစ်ထည့်လိုက်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့12နာရီကဏ္ဍကနှစ်ထိဖြစ်ပါတယ်အဲ့တော့ကျွန်တော်ညအပေးခဲ့တဲ့ကဏ္ဍလေးပေါက်ကြလာမသိဘူးပေါ့နော်9ရှစ်ပြီးပါတယ်ကျွန်တော်ဖြတ်လိုက်တော့အဆုံးလေးမကြည့်တဲ့လူကတော့ပေါက်မှာပေါ့ရနော်အဲ့တော့ကျွန်တော်တို့ထပ်မှန်ပြီးတော့တွက်မယ်ပေါ့နော်အဲ့ကျွန်တော်ညတက်တာကျွန်တော်8ထိပ်ပြန်နော်8ထိပ်ဆိုတော့နေ့တိုင်းလို့ကြာကျွန်တော်တို့ဒီမှာ8လေးတုန်းကလည်း8ထိပ်လေးကမှန်ခဲ့တယ်ဗျတို့တော့ညာလေးကျွန်တော်တို့မပေါက်ဘူးပေါ့ဗျာဒါမျိုးရှိလို့ကျွန်တော်တွက်နီးနဲ့ပြတာပေါ့နော်တွက်နီးကိုပြတဲ့ခါကျတော့လည်းမျိုးရှိလို့ကနားမပြေဘူးအဲ့တော့ဘာအလုံးလေးဘာကွေးတွေလည်းပြင်တာပေါ့နော်ကျွန်တော်ကအခုလိုမျိုးလေးခုံ3ည3လုံးပေါင်းချင်းတွေ4ဖြစ်တာမို့လို့ဒီ3လုံးပေါင်းချင်းကလည်း4ဖြစ်ပါတယ်6 3ည9 3လုံးပေါင်းချင်းတွေကျွန်တော်မသိဘူးကျွန်တော်တို့က9ရတာမို့လို့ကျွန်တော်တို့ခွန်3 5ပေါင်းချင်းတွေလည်း9ဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့က118ပေါင်းချင်းတွေက10ဖြစ်တာမို့လို့ဒီနှလုံးပေါင်းချင်းက3ဖြစ်ပါတယ်10ဖြစ်ရှင်တော့ကျွန်တော်က2ထည့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့12နာရီခဏကတကွက်သေးတော့ကျွန်တော်တို့က20ခွန်ဖြစ်ပါတယ်2ထိပ်ခွန်ပိတ်ပေါ့နော်2ထိပ်ခွန်ပိတ်ဆိုတော့ကျွန်တော်ကအခုလိုပြီးဝန်းချင်းလေးနဲ့ရိုက်လိုက်တယ်ပေါ့နော်ရိုက်လိုက်တဲ့ခါမှာကျွန်တော်ကဒီမှာ main ဘက်က2ခွန်တို့ရန်ခွန်4ခွန်2 3ညဖြစ်ပါတယ်โอเคပါလောက်ဆိုရင်အဆင်ပြေမယ်လို့ကျွန်တော်ကမျှော်လင့်နေတဲ့ကြောင့်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်မိတ်ဆွေများဒီမှာနေနားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ